စပင်းလေးကျွတ်နေတယ်အဖျားနှက်ခွဖြစ်နေတယ်စပင်းထိတ်တွေကွက်နေပြီဆိုလို့ရှိရင်တော့ April Head နဲ့လို့ဆောင်ထားဖို့လိုပါပြီစပင်းဘလို့ပဲပျက်စီး April Head နဲ့လို့တစ်နေ့နှစ်ကြိမ်ဖြန်းတာနဲ့ဘောက်ထားတဲ့သူတွေစပင်းကျွတ်တဲ့သူတွေအားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်တစ်နေ့ကိုနှစ်ကြိမ်ဖြန်းပေးရုံနဲ့စပင်းအတွက်ကိုအာဟာရပြည့်သွားမှာဖြစ်ပါတယ်ဘောက်ထားတဲ့သူဆိုလို့ရှိရင် April Head နဲ့လေးတပူးပဲဝယ်ပါတပူးပဲဖြန်းပေးပါတစ်နေ့ကိုနှစ်ကြိမ်ဖြန်းပေးပါဘောက်ထားတဲ့သူဆိုလို့ရှိရင်တော့တပူးစပင်းကျွတ်တဲ့လူအဖျားနှက်ခွဖြစ်နေဆိုလို့ရှိရင်တော့နှစ်ပူးဖြန်းပေးပါတကယ်လို့စပင်း baby hand လေးတွေပါပြန်ပေါက်ချင်တယ်ဆိုလို့ရှိရင်တော့သုံးပူးဖြန်းပေးပါရှင်ဒီလိုဂျိုဆောင်လေးတွေကွက်ပြီးတော့စပင်းတွေပေါ့နော်လုံးဝပြောင်းနေပြီဆိုလို့ရှိရင်လည်းသုံးပူးဖြန်းပေးပါ April Head နဲ့လေးပါတဘာဝဇီးဘူးသီးတွေ rosemary တွေ vitamin B3 B5 နဲ့ဖောက်ဆက်ထားဖြစ်လို့ local brand လေးဖြစ်ပြီးတော့လုံးဝစိတ်ချယုံကြည်ရလို့ကလေး9နှစ်အထက်ကစပြီးသုံးပြုလို့ရပါတယ်ခေါင်းပြန်လျှော်စရာလိုလားမလိုပါဘူးရှင်လုံးဝခေါင်းပြန်လျှော်တာမလိုပါဘူးเนาะဖြန်းပေးပြီးတော့အပြင်သွားလို့ရပါပြီဈေးနှုန်းလေးရော1,800ကျပ်ပါရှင်ကျမတို့ရဲ့ local brand လေးကိုဂုဏ်ယူဝန်ကြောစာနဲ့ထုတ်လိုက်ပါတယ် brand name လေးကတော့ April Head နဲ့ပါစပင်းပြဿနာအလုံးဖြေရှင်းဖို့တနေ့နှစ်ကြိမ်ဖြတ်ပေးရုံနဲ့ April Head နဲ့လေးကစပင်းသချင်းကိုတက်တာစေပြီးစပင်းအစ်စ်လေးတွေပေါက်လာလို့ဆန္ဒကိုအွန်ထူလာစေတယ်။ဘာပြဿနာကင်းစေဖို့နဲ့ဆန္ဒချပြီးအဖျားနှက်ခွဖြစ်နေသူများအတွက် April Head နဲ့လေးကိုဆွဲသုံးပေးမယ်ဆိုဆန္ဒကိုတက်မစေပြီးဥယျာဉ်ပြအစီပြန်ခြင်းကိုတက်တာစေကစပင်းအရှိမြင်စေပါရရှင်။အားသာချက်ကလုံးဝအလုံးရှုပ်တက်တာစေပြီးခေါင်းပြတ်လျှော်စရာမလိုတဲ့ဥယျာဉ်ပြဆန္ဒအဖြစ်စပရေးလေးပါနော်။